အမေညာတယ်ထမင်းဟိုတဲ့ထမင်းမလောင်မှန်းသိတော့အမေမစားဘူးသားတို့ပဲစားပါတဲ့တခါတရံအသားရင်ချက်တော့အမေသွားမကောင်းလို့ချင်မောင်ရက်နဲ့အမေစားမယ်အသားရင်သားတို့စားပါတဲ့အမေညာတယ်အဝိစားအသစ်မရှိခါဝင်းအင်ကြီးလုံးကြီးဟောင်းနှမ်းနေပါလေရဲ့အမေအင်ကြီးလုံးကြီးအသစ်ပဲရှိသေးလို့အမေအတွက်မလိုဘူးအဝိစားအသစ်သားတို့ဝစ်ပါတဲ့အမေညာတယ်ဖနှောက်နေရမှာပါပြီးပေါက်နေပါလေရဲ့အမေဖနှက်အကောင့်ပဲရှိသေးလို့ဖနှက်အသစ်သားတို့စီးပါတယ်လောကရန်ကိုအန်တုမန်နေကရင်ဆိုင်ပေမဲ့သားတို့နောင်ရီတွေးစိတ်မအေးလို့ဝမ်းနဲ့မျက်ရည်ကျနေပါလေအမေဘာလို့ငိုတာလဲမေးတော့အမေမငိုပါဘူးငိုးရတာပါတဲ့မြစ်တာဖုံးတဲ့မူသားနဲ့အမေအမြဲညာခဲ့တယ်လိုအပ်တဲ့အရာလေးဝယ်ဖို့အမေပိုက်ဆံရှိလားမေးတော့ရှိတယ်ဆိုပြီးအမေနာကနဂတ်ကိုအပေါင်ဆိုင်မှာတွားထားပြီးသားသမီးတွေဖြည့်ဆည်းပေးခဲ့တယ်အမေမညာပါနဲ့တော့အမေရဲ့အမေညာခဲ့တာမသိသားကိုယ်တိုင်ကြုံတွေ့ရတော့မှအမေမြစ်တာကိုသိသားရင်နဲ့တစစ်စစ်နာကျင်ရပါပြီအမေဒီတစ်ခါသားကိုတလက်ညာခွင့်ပေးပါသားရဲ့လောအားကလာစားလေးကိုရှန်နေလို့လာတိုင်းအမေထံကျေးဇူးလေးဆက်ပါရအမေဆိုတာသားသမီးတို့အတွက်ရတဲ့မေးတော့ကမျက်ရည်ကျပြီးတဲ့အခါသားသမီးတို့ပေါ့ပစိုးစီမမြင်စီပဲမိုးရီအဖြစ်အသွင်ပြောင်းကမြင်စီသူပါနောင်နာနဲ့ငိုရမြည်ရင်ပတ်တစ်ခုလုံးဆိုရွှင်ခဲ့ပြီအမေအနာရဲ့စမအနာနာမြတ်တာဘဝအကွယ်လုံးပခုံးမမတတ်ပါ